Global number 1 UA နဲ့ AI Esport ရဲ့ hyper ဖြစ်တဲ့ Yuri နဲ့ထိတ်တိုက်ရင်ဆိုင်တွေ့တဲ့ပွဲဟုတ်ပါတယ် enemy team မှာဆိုရင် Yuri AI Esport ဖြစ်ပြီးသူ့ကောင်မလေးဖြစ်တဲ့ Saru Net Angel Pro player နဲ့တွေ့တာပေါ့နော်သူတို့တငယ်ချင်းဖြစ်တဲ့ Clay ဆိုတဲ့ Bakuyo နဲ့ဆော့တာဗျာဒီ Yuri က high rank က829တိအောင်ရောက်ပြီးတော့ point ခစ်မှာဆိုရင်9001တိအောင်ရောက်ခဲ့ရဗျာ9001ဆိုတာဘလောက်ကျန်းလဲဆိုတော့ O player တွေအကုန်လုံးသိရဗျာသူ့ကောင်မလေးဖြစ်တဲ့ဒါ Saru ပေါ့နော်သူတို့က champion ဖြစ်ထားတဲ့ Pro player ပေါ့ဗျာဒါသူကတော့ Net Angel သင်းရပေါ့နော်သူတို့တငယ်ချင်းဖြစ်တဲ့ Clay ဆိုတဲ့တယောက်ကလည်း high rank က458ထိရောက်ထားတဲ့ pro player ပဲဗျာသူလည်း pro player လို့ပြောရယ် Fragon ကလို့ပြောရယ်ဗျာအဲစမှာ enemy net angel က pro player ကောင်မလေးက web play ဆိုပြီး10လောက်စပန်နေရပေါ့နော်အဲ့မှာကျွန်တော်သတိထားမိသလားဗျာ pro player man ပေါ့နော်ဒီမှာဆိုကျွန်တော်တို့ရဲ့ hyper ကိုအခြေအနေတစ်ချက်ကြည့်ပြီးလို့လုပ်ပေးမယ် enemy က hyper ကကျွန်တော်တို့မေကိုကေးလိုက်ပြီဗျာပြီးရတယ်ကျွန်တော်ဒီမှာ lane tree လေးပြန်ရှင်းပြီး EHP back စားမလို့တဲ့ကောင်လေးက back rabbit လာထွက်ပြီး brother game set မှာတေးလေးတွေကအရန်ရေးကြီးကျွန်တော် EHP crack ကိုပစ်ထားပြီးကျွန်တော်မြေပုံမှာကြည့်တော့ကျွန်တော် hyper ကသွေးတစ်စက်ကျွန်တော်2ရဲ့1ရဲ့ result ရဲ့ကျွန်တော် combo သုံးပြီးကျွန်တော် hyper ကို save လိုက်တယ်ဗျာ Bakuyo ထိုးမှဆိုကျွန်တော် body block ရဲ့ Bakuyo ထိုးလို့မရဘူးပေါ့နော်ဒီမှာကျွန်တော် hyper က killing speed နဲ့သွေးပြန်ပြေးသွားပြီဗျာဒီမှာဆိုကျွန်တော် hyper က 2k လိုက်တယ် rabbit တော့မရဘူးဆိုမှ 2k လိုက်တာအဆင်ပြေတယ်ဗျာအင်းကို rotation လုပ်လို့ရှိတယ် Angela ကဖုတ်ခံလိုက်ရ Yuri D ဆိုတာပေါ့နော်ဒီမှာဆိုရင် Creed ကြော်ဖြတ်ရှင်းတဲ့ဒီ Bakuyo ကလည်းအရန်ကြော်သွားပြီရှော့သွားပြီဒီမှာဆိုရင် target time ရောက်ပြီဒီ hyper ကို retreat ပောက်ခွင့်မပေးရမှာကျွန်တော်ရဲ့တာဝန်ပဲဒီ hyper က retreat scale ကောင်းပြီးသားကျွန်တော်တို့ hyper ထက်စာရင်ဗျာသူတို့က pro player name အိတ်ညာမိတ်စော့နေတာဗျာကျွန်တော်ဒီကောင်ကိုလုံးဝ target မှာ block မယ်ပေါ့နော်ကျွန်တော်ရဲ့ idea ဒါပဲဗျာtarget fight မှာ enemy က9ယောက်လုံးလာချပြီဒီမှာဆိုရင်ကျွန်တော်တို့ရဲ့ massman နဲ့ enemy massman နဲ့အလဲမှာဒဲချရချိန်မှာကျွန်တော်တို့ massman ကတစ်ချက်လေး fade သွားတယ်ပေါ့နော်ပြီးရတယ်ကျွန်တော် target စီကိုချက်ချင်းပြန်ပြီးမယ်ကျွန်တော် idea ဟိုဘက်ကကောင်နှစ်ကောင် target ကိုလုကေးနေပြီ purify လေးတုံးပြီးမေးရရှောင်သွားတယ်ဒီ hyper ကိုကျွန်တော် light block မှာဒီ Yuri pro player ကို retreat ပေါက်လို့မရအောင်လောက်အောင်မှာကျွန်တော်ရဲ့တာဝန်ပဲဗျာတိလားဒီကောင်ကိုလုံးဝ retreat ပေါက်မခံဘူးကျွန်တော်ရဲ့ hyper AC retreat ပေါက်လို့ရအောင်ကျွန်တော် light block မှာဒီကောင်နောက်ကိုစုပ်ပေါ့နော်ဒီကောင်ဘာမှလုပ်ခွင့်မရှိဘူးဗျနောက်ကိုစုပ်နေPHP ကောင်းတယောက်ဆိုတာအဲ့ဒါ brother တိလား light blade တွေမဟုတ်ဘူးကိုတင်းကိုဘယ်လောက်အတုံးကြအောင်လုပ်ပေးနိုင်လဲဆိုတဲ့အပေါ်မူတည်တယ်ဒီမှာမြေပုံ light open တဲ့မှာချိန်မှာခြောင်ကမရမကလာပြီးကစ်တယ်ပေါ့နော်ကြည့်လိုက်တော့တာတယ်သူလေးဆက်ကိုကျွန်တော်အရင်ထိုးလိုက်တယ်ဒီမှာ Bakuyo ကဝင်ထိုးတာဘလင်းနဲ့ခွင်ထိုးတယ်သူ့အနေနဲ့နောက်ကျသွားပြီဗျာဒါပေမဲ့နောက်မှာ Sushin လေးကမြန်မာနမတ် Sushin လေးကထိလိုက်ဆောင်တော့ဒီ Bakuyo ကလုံးဝမသေးဘူးပေါ့ဒါပေမဲ့ရှီးတက်နေရောကျွန်တော်1 2လေးနဲ့ကျွန်တော်အပီးတက်ပစ်လိုက်တယ်ပေါ့ဒီပုံလေးကိုတစ်ချက်ကြည့်ရောကျွန်တော်တို့ရဲ့ hyper ကိုဟိုဘက်က hyper ကပိုင်းနေရောကျွန်တော်မျှခံပြီးတော့ hyper ကသွေးတစ်စက်လေးနဲ့လွတ်သွားတယ်ဗျလှပလေးဒီမှာအပေါ်လေးကို rotation လုပ်ပြီး Yuri က massman ကိုတက်လိုက်ပြီးကျွန်တော် hyper ကိုအမြန်သွားပြီးစေ့တာဒီမှာဆိုရင်ဗျာကျွန်တော် hyper kick ခံလိုက်ရပြီ reverse line နဲ့မျှခံပြီးတာဒီနေ့မှာကျွန်တော်မရှိဘူးဆိုရင်ဒီ Yuri က hero kill ရပြီလုံးဝရပြီဒီမှာဒါပေမဲ့ hyper ကကျွန်တော် backup ပေးရတဲ့အတွက်နောက်ကျပြီး fade သွားပြီပေါ့ဗျာဒီကနေအောက်လေးကိုမပြောင်းကျွန်တော်ခြုံထဲမှာပုံပြီး enemy massman ကိုထိုက် pressure ပေးပြီးကျွန်တော်တို့ hyper နဲ့ထိုက်ရောတက်လိုက်တယ်ဒီမှာကျွန်တော်တို့ရဲ့ hyper လည်းကေးရသွားပြီပေါ့နော်ဒါကို pro player ကဝင်ပြီးမရမကဝင်ပိုင်းတယ်ကျွန်တော်အခြေအနေတစ်ချက်ကြည့် Angela လေးကပူးပြီးစေးထားတယ် shadow လေးကိုလှပလေးတုံးသွားတယ်ကျွန်တော်တို့ hyper ကိုဝင်တက်သွားပြန်ရောဒီမှာကျွန်တော်ဒီကောင်1 2နဲ့တစ်ချက် physical ရိုက်မဲ့ချိန်မှာခြောင်ကဘလင်းခုံပြီးစတန်းပြီးကဲသွားတယ်ပေါ့နော်ဒီမှာ Bakuyo ကနောက်ကဝင်ထိုးတယ် battery လေးလှလေးပဲဒါပေမဲ့ enemy ကတော်တော်များစပဲကုန်တော့ကျွန်တော်အခြေအနေလေးချက်ကြည့်ခြောင်က eddy တော့တစ်ချက်ရှိသေးတယ်ပေါ့ခြောင်ကိုကျွန်တော်တွေးလိုက်လျှော်ရယ်နောက်မှာ Bakuyo ကတကောင်နဲ့ဖြစ်သွားပြီသူရှင်းနဲ့ခြောင်ကစ်တယ်ကျွန်တော်လုံးဝမသေးသွားဘူးတွေးတစ်စက်လေးနဲ့လွတ်သွားတာပေါ့နော်pro player ဆိုတဲ့အတိုင်းပဲရှိတဲ့ကောင်ကိုမရမကဝင်ပြီးတော့ကိုကောက်တာဗျာဒါကျွန်တော်ရွေးနဲ့ရထားလို့ဗျာမဟုတ်ဘူးဆိုရင်မလွယ်ဘူးဗျာဂိမ်းကဒီမှာကျွန်တော်အပေါ်က massman ကို pressure ပေးပြီးပေါ့နော်ကျွန်တော်တို့နတန်လေးဝင်ချလိုက်ငါညီမင်းဝင်လို့ရရနော်အချိန်တစ်ချက်ကြည့်ရောနတန်ကဝင်ပြီးပြစ်ပြီးဒီမှာ Bakuyo ကနောက်မှာ Bakuyo ဝင်ထိုးလို့မရအောင်ကျွန်တော် block တယ်ဒီနတန်နားမှာကျွန်တော် baby sit ပေးတယ်ခြောင်ဝင်လာတဲ့အချိန်မှာခြောင်ကိုနောက်ကိုပြန်ဆုပ်တယ်အချိန်လေးချက်ကြည့်ခြောင်ကစ်မှာ reverse light သုံးပြီး massman ကိုပြန်ဆေးရတဲ့အချိန်မှာဒီ Bakuyo ကဘာမှလုပ်လို့မရတော့ဘူးပေါ့တော့တိုင်မင်ရောက်ပြီထုံးတဲ့တိုင်းပဲဒီ Yuri ကိုကျွန်တော်လိုက်ရှာမှာဒီကောင်လုံးဝ retreat ပောက်ခွင့်မပေးဘူးဒီကောင် retreat ကောင်းတယ်ဗျာဒီလား pro player ဆို retreat ကောင်းပြီးတာဒီကောင်ကိုကျွန်တော် retreat လုံးဝပောက်ခွင့်မပေးရဒီကောင် fail သွားတယ်ပေါ့ဒီကနေ enemy ရဲ့ခြောင်ကိုဟာရာဘူစာကို vision light ပြပေး Angela လေးကပူးပေးထားတော့အတိုင်းထက်လွန်ဖြစ်သွားတာပေါ့ကြာ pressure light ပေးတယ်ခေါင်းလေး vision light ကြည့်တယ်သွေးလျှော့တယ် enemy ရဲ့မေးရတဲ့ stand မဟုတ်တော့ဘာမှလုပ်လို့မရဘူးပေါ့နော်ကျွန်တော်ဒါကျွန်တော်အချိန်လေးတစ်ချက်ကြည့်ဒါဖင်ရတော့မဟုတ်ဘူးနောက်ကလေးတစ်ချက်ပြန်ဆုပ်ပေါ့ massman space ရအောင်လို့ first tower ရအောင်လို့ဗျာဒီမှာဆိုကျွန်တော်နောက်တဲ့ pressure ထပ်ပေးတယ် hyper ဝင်လာမယ် hyper share ကိုကျွန်တော် block ရတာမရမကဒီကောင်လမ်းလျှောက်ပြီးသွား crane ကကျွန်တော် dead ပြတော့ပြန်ထွက်ပြီပေါ့နော်ဒီမှာဆိုရင်ဟာရာဘူစာက position ကောင်းကောင်းမြူလိုက်ရကြတော့ပိုင်းနာမပြတ်သွားဘူးကျွန်တော်အနေနဲ့ဒီဟာရာဘူစာကို light ကျုံးမယ်ပေါ့နော် Angela လေးက backup 1 2နဲ့ physical တစ်ချက်ရမယ်လို့တဲ့ချိန်မှာခြောင်က stand ပေးလှပလေးပြီးတော့ခြောင်ကထပ်ပါကစ်ပြီးနှင်ထုတ်လိုက်တယ်ပေါ့ဒါကျွန်တော်ဘာမှလုပ်လို့မရတော့ဒီပတ်ထဲမှာ hyper မပါဘူး hyper fan เนี่ยဒီလိုမျိုး space create လည်းလုပ်ပြရတယ်ဒီမှာဆိုရင်ကျွန်တော်တစ်ချက်လွတ်သွားပြီးတော့ hyper ကိုချက်ချင်းဝင်တက်သွားတာ pro player ဆိုတဲ့အတိုင်းသူ့စော်ကအပြီးတက်ပစ်လိုက်တယ်ဗျာအဲ့ဒါဘူးစား eddy မရှိအောင်ဆိုတော့ massman လေးကဝင်ပြစ်မယ်ပေါ့ကျွန်တော်အနေနဲ့ဒီမှာ enemy ကို physical damage ပေးပြီး tower တစ်ချက်ပစ်တာခံပြီးတော့မတည်အောင်လုပ်တယ်ပြီးတော့နောက်ကလေးပြန်ဆုပ်တယ်ဒီကောင်လေးဝင်လာမယ်ဆိုတော့ကျွန်တော်တည်ရအချင်းလေးချက်ဆုပ်ဟာရာဘူးစား eddy မရှိသေးဘူးပေါ့နော်ဒီမှာ Angela ဝင်ပူးပြီး enemy က fight ပြီး enemy ကိုတီးတယ်ချက်ချင်းဒီကောင်လေးကဘလင်းခုံပြီးပြန်ပြေးရမရမကကျွန်တော်ရဲ့ massman ရဲ့ဝင်ပြီးပြစ်တယ်ပေါ့နော်ကျွန်တော်မေးရတော့ကောက်ခံလိုက်ရပြီဒီမှာဆိုရင်ကျွန်တော်အနေနဲ့နောက်ကိုချက်ချင်းပြန်ပြေးဘာလို့ဆိုဟာရာဘူးစားကဟိုကောင်ကိုကြော်တက်တော့မှာဟာရာဘူးစားရဲ့ level 2ကိုကျွန်တော် physical လေးနဲ့ block လိုက်တယ်ဗျဒီမှာဆိုရင်ဟိုဘက်ကိုရောက်သွားပြီချောင်းကကစ်တာ Bakuyo ထိုးတာကားတယ်ဆိုရင်မမီလိုက်တော့ပြန်ဘူးဗျကျွန်တော်အနေနဲ့ဘာမှလုပ်လို့မရတော့ဘူးကျွန်တော်တက်နိုင်တယ်လို့တော့စေးတယ်နည်းနည်းလေးလူသွားတယ်
မတ်အိုဘမ်မလို့မတ်စမန်ကကစ်ခင်လိုက်ချက်ချင်း level 2 AD နှိပ်ပြီး visual line နဲ့ကျွန်တော်လှမ်းစေတာမတ်စမန်ကလေးက AD ထုတ်ခွင့်ရသွားပြီးတော့ဒါလွတ်သွားတယ်ပေါ့ဗျာလှပပလေးစေးလိုက်တာအချိန်မီ right time လေးဖြစ်သွားတယ်ကျွန်တော်တို့မတ်စမန်ကမသိပဲကျွန်တော်တို့ဒါ3កောင်ပြန်ရလိုက်တယ်ပေါ့ဒီမှာ blue bat စာနေဟာရာဘူဆောကျွန်တော် pressure လိုက်ပေးပြီးဒီကောင်ဘာလုပ်မှာတော့အန်ဂျလာဝင်ပူးပြီးဆိုတဲ့ဒီကောင်ကိုကျွန်တော်ကြိတ်ပြီးဒီကောင်နောက်ကိုပဲပြန်ပေးရမှာဒါဒီကောင်ကိုလိုက်ပြီးကျွန်တော် block တာပေါ့ဒီ Yuri လေးကို လိုက် block တာပေါ့အဲ့ဆိုရင်တော့ pro player ဆိုတဲ့အတိုင်းပဲနောက်ကို share လေးတုံးသွားပြီးတော့မရမကကိုလွတ်အောင်ထပ်ပြေးသွားသေးတယ်ဒီမှာဘက်ကူယူရတဲ့ချက်စစ်ဗလင်းခုံပြီးအမြန်ပြေးသွားဆိုတော့ဒီကောင်လေးနှစ်ကောင်ကလိုက်နေတဲ့အချိန်မကုန်တော့ဘူးအပေါ်မှာလောနဲ့တက်လာပြီဒီမှာဆို Massman ကဝင်ပြတဲ့ enemy Massman နဲ့သူသေးကိုသေးဖြစ်သွားဒီမှာချောင်းဝကစ်တာအမြန်ကဲတယ်ဆိုမဲ့ body block လည်းမမီတော့ဘူးဗျာဒီမှာဆိုရင်လုံးဝပြတ်သွားပြီပေါ့နော်ဒါပေမဲ့ map ကိုကြည့်လိုက်တော့ကျွန်တော်တို့ hyper ကအပေါ်မှာလောနဲ့တက်နေရောကျွန်တော် hyper ကိုသွားပြီး backup ပေးရမယ်ဆိုတော့ကျွန်တော်သိရဗျာချက်ချင်းကျွန်တော်အလဲမှာဝေးလေကြောင်ပဲလုံမနေဗျာအပေါ်ကိုတက်ပြီး2ခုံပြီး hyper ကို backup ပေးပေါ့နော်ကျွန်တော် hyper ကိုချက်သွားကြည့်ဟာရာဘူဇာပိုင်းတာရှိသေးတယ်ပေါ့နော်ဟာရာဘူဇာပိုင်းချသွားဘက်ကူယူဝင်ထိုးကျွန်တော်တို့ hyper ပြတ်သွားဒါပေမဲ့ Angela ကျွန်တော်ပူထားကျွန်တော် Yuri ကိုလက်စတက်လိုက်ပေါ့နော် physical တစ်ချက်ရိုက်တက်လိုက်ပြီဒီမှာဆိုမီလီကောင်နှစ်ကောင်ကျန်တယ်နောက်ကဆူရှင်းတယ်ဘာမှလုံးလို့မရတော့ဘူးဗျာလောကလည်းကျွန်တော်1 2လေးနဲ့တာဝဲထွက်လိုက်တစ်ချက်ရိုက်လိုက် physical တစ်ချက်ရိုက်လိုက်နောက်ဆုတ်လူဆူရှင်းလည်းတကယ်ကောင်းတယ်ဗျာမြန်မာနာမည်လေးနောက်က bucket လေးပေးနေတာဆို ACC ပဲကျွန်တော်က gain က victory ဖြစ်သွားရပေါ့အိုင်းနီရှုံးနေဖြစ်စီကျွန်တော်အကောင်းဆုံးစူးစမ်းပေးသွားမှာပါဒီလိုမျိုး pro player နဲ့တွေ့ရတဲ့အခါမှာ EHP တယောက်ရဲ့လုံနိုင်စွမ်းကိုကျွန်တော်အကောင်းဆုံးပြသပေးခဲ့တယ်ပေါ့ဗျာဒီ game လေးကကို game လေးတွေဖြစ်ခဲ့ပါတယ်